တခါတုန်းကပကံနယ်နာကရွာလေးတရွာမှာဦးဖိုးထောင်လို့ခေါ်တဲ့အသက်80အရွယ်အဘိုးအိုတယောက်ရှိတယ်ဦးဖိုးထောင်ဟာကြောကုန်းကိုင်းနေထိပေမဲ့နေ့တိုင်းခြံထဲဆင်းပြီးအလုပ်လုပ်လေရှိတယ်တနေ့တော့နေဘူးကျဲကျဲမှာဦးဖိုးထောင်ဟာမြေကြီးကိုတူးဆွပြီးတရက်ပင်ပေါက်လေးတစ်ပင်ကိုစိုက်ဖြူနေတယ်ချွေးတွေတပြိုက်ပြိုက်ချပြီးမောဟိုက်နေတဲ့အဘိုးကိုမြင်တော့လမ်းကြုံသွားတဲ့လူငယ်တဲ့ယောက်ကရေမောပြီးမေးလိုက်တယ်အဖိုးဒီလောက်နေဘူးကြေကြေကြီးထဲမှာဘာတွေလုပ်နေတာလဲဗျအိမ်မှာရက်ခက်ပြီးအေးဆေးမနေဘူးတရက်ပင်ဆိုင်နေတာပါလူလေးရဲ့အဘိုးကလည်းအဘိုးတက်က80ကျော်နေပြီဒီအပင်အတီးတီးဖို့ဆိုတာအနည်းဆုံး9နှစ်10နှစ်စောင့်အောင်ပါအဲ့ဒီချိန်ကျရင်အဘိုးရှိပါအောင်မလားကိုစားရမယ်အတီးလည်းမဟုတ်ပဲနဲ့ဘာလို့ဒီလောက်ပင်ပန်းခံနေရလဲဗျာဦးဖိုးတောင်ကခါးကိုဖြည်းဖြည်းချင်းဆိုင်ရဲလူငယ်ကိုပြုံးပြီးကြည့်လိုက်တယ်ပြီးတော့စကားတစ်ခွန်းပြောလိုက်တယ်လူလေးမင်းအခုစားနေတဲ့တရက်တီးတွေကမင်းစိုက်ခဲ့တဲ့အပင်ကရတာလားမဟုတ်ပါဘူးအရင်လူတွေစိုက်ခဲ့တဲ့အပင်တွေကရတာပေါ့ဟေးဟုတ်တယ်ငါအဖိုးတွေငါအဖေတွေစိုက်ခဲ့လို့ငါအခုအတီးစားခွင့်ရတာပေါ့အဲ့ဒီလိုပဲငါအလက်မှာငါမစိုက်ခဲ့ရင်နောင်လာမဲ့လူတွေအတွက်ဘသူကအပင်စိုက်ပေးမှာလဲလူဆိုတာကိုယ့်အတွက်ပဲကြည့်မနေရဘူးလူလေးရဲ့နောင်လာနောက်သားတဲ့အတွက်လည်းကောင်းမှုတစ်ခုထားခဲ့ရတယ်အဘိုးဦးဖိုးထောင်ရဲ့စကားကိုကြားလိုက်ရတဲ့အခါလူငယ်လေးဟာသူ့ကိုယ်သူအတော်လေးရှက်သွားမိတယ်သူဟာအခုချိန်ထိငါအတွက်ဘာရမလဲချိုလာကိုပဲတွေးရမိတာကိုကျွန်တော်နားလဲပါပဲဖိုးအဖိုးပြောတာမှန်ပါတယ်လာကျွန်တော်ကူးဆိုင်ဖေးပါမယ်ကဲပရိသတ်ကြီးဒီဇလန်းလေးဟာရိုးရှင်းပြီပဲကျွန်တော်တို့ဘဝအတွက်အရန်တန်ဖိုးရှိရဲ့သင်ခန်းစာ3ခုကိုပေးနေပါတယ်နံပါတ်1ကတော့ကျေးဇူးတရား gratitude ပါကျွန်တော်တို့အခုတက်တောင့်တက်တာနေရတာဟာရှေ့လူတွေရဲ့ကြိုးစားအားထုတ်မှုကြောင့်ဆိုတာကိုမမေ့သင့်ပါဘူးနံပါတ်2ကတော့အတ္တကင်းခြင်း selflessness ပါငါစားရမှစိတ်မယ်ဆိုတဲ့စိတ်ကိုဖျောက်ပြီးအများအကျိုးအတွက်စေတနာထားလုကင်တတ်ဖို့လိုပါတယ်နံပါတ်3ကတော့အမွေကောင်းလက်ဆင့်ကမ်းခြင်း legacy ပါကိုမရှိတော့ရင်တော့ကိုလုတ်ခဲ့တဲ့ကောင်းမှုတွေကြံရစ်နေခဲ့တာဟာလူတစ်ယောက်ရဲ့တကယ်တန်ဖိုးပါပဲမိတ်ဆွေတို့ရောနောင်အနာဂတ်အတွက်ဘယ်လိုအပင်မျိုးတွေစိုက်ပျိုးနေကြပြီလဲ